ထွန်းလောင်းခြင်းထဒီကောင်းလေးအမိခံပြီးချက်စားတဲ့ကောင်းလေးနေမှာဟုတ်ပြီလားစားစရာမရှိတဲ့ကောင်းကထွန်းလောင်းခြင်းထောင်းဘာလို့ပြောပါချက်စားမရှိဘူးလားအားလုံးကိုရုပ်သိမ်းပြောတာမဟုတ်ဘူးနော်ရောလာဒီတော့အပြစ်တွေကပရိသတ်ကြီးများလာတယ်အဲ့ဒီအပြစ်တွေများလာလို့အကျိုးပေးပြီဆိုရင်ကောင်းကျိုးပေးမှာလားဆိုးကျိုးပေးမှာလားပြောဘာကျိုးပေးမယ်မလေးမျိုးကြီးကမဖြစ်ပါစေနဲ့ကျုပ်အဲ့ဒါကြောက်တယ်ဖြစ်လာရင်ခင်ဗျားတို့ပရိသတ်ကြီးဟိုအနောက်ကတာကြီးတစ်ချက်ကပေါက်ဝယ်သားဘာလို့ပြောလားခင်ဗျားတို့ဘာလို့လို့ရညသကောင်နာထဖြစ်တစ်မျိုးလုံးဝိတ်ဆင်းသွားမယ်တစ်ချက်ကလေးသာကိုလူကြီး6တက်သမား9တို့ခွန်တို့သာဆွဲဆောင်လာပြဝက်သွားမယ်ဒီလိုမဟုတ်လားကဘာကြီးကပရိသတ်ကြီးအကောင်းနဲ့အဆိုးပြောလှုပ်လိုက်လို့အဖြစ်ရှိကကြီးသေးတယ်မခံစားလိုက်ရဘူးနောက်ကဘာလာအပြက်အဖြစ်ရှိတယ်အပြက်ရှိခုတော့ပရိသတ်ကြီးအဖြစ်ကိုတာတူပြီးလှုပ်ကြတယ်အပြက်ကိုမရှိဘူးဘယ်လိုလုပ်ရင်တော့တားရမှာပဲဓာတ်ခံနိုင်အောင်လုပ်တာရသလားဆိုတော့အဟုတ်ဖြစ်လာရင်မရဘူးအခုကြည်အစိုးတွေပေါ်လာရေတိုက်စားလို့မျောပါတယ်လေတိုက်လို့ပြန်ပါတယ်မိတွေလောင်လို့ပြကြတယ်ငရေတွေလှုပ်လို့ပြပြတ်တယ်နော်ဆန်းပြတဲ့ယောဂဝိနာတွေပေါ်ပေါက်ဆေးဝါးမရှိသမားမသိဥဆက်ဖေးတယ်လူမိစ္ဆာတွေဥဆောင်ခေါင်းဆောင်လို့ပျက်စီးတယ်နတ်မိစ္ဆာတွေဝင်ကူတတ်လို့ပျက်စီးတယ်လူမိစ္ဆာနဲ့နတ်မိစ္ဆာပေါင်းပြီးတော့ဖြတ်ပြီးဆိုရင်သူနာသူမေဘန်းတွေတန်ခေါ်အဲ့ဒါဘောက်တာရဘူးလားဘောက်တာပြောဘောက်တာအဲ့ဒီကမောမရဘူးဘာဘယ်ရမှာလဲဟိုကဘာလို့မင်းတို့အဲ့ဓာတွေဖတ်မနေနဲ့ဒါတွေငါဖတ်လာတာဆိုတော့ဘယ်နဲ့လို့အဲ့ဒါဘာသေးရဲ့တို့ပြောမင်းတို့ငါမြောက်ဝင်ပြီးပြီးရင်အိုးဖို့ရောက်သွားအောင်ဟုတ်ပြီလားဘာနဲ့မှတားလို့မရညအေးရဝင်ဘုရားရှိခိုးနော်စွန့်နိုင်ရင်မနဲ့ဆွန်းသားဟာမိမိတို့နေတိုင်းချက်မစားဘူးလားအိမ်ကဘုရားဘာလို့ရမလဲဘုရားကြတော့အကြီးကျယ်ပြင်းစင်ထားတယ်ဆွန်းတော်လည်းမအောင်ကပ်ရေတော်လည်းမအောင်ကပ်အဲ့လိုဟာတွေမှလည်းနဲလာတာလားများလာတာလားဖြစ်လာရင်တားမရဘူးနော်မပေါ့နဲ့ဒါဖြင့်ဖြစ်တိုင်းအကုန်ပါသလားဆိုတော့လွတ်တယ်လို့လွတ်ပါလေအဲ့လွတ်တဲ့ထဲကိုပါဖို့လိုတယ်မဖြစ်ဘူးလို့ပြောနိုင်ဘူးနော်တကယ်လို့များအဆိုးတွေများလို့မကောင်းကျိုးတွေပေါ်လာရင်ကိုလူကြီးဘယ်လိုလုပ်ဖို့လိုလဲလွတ်တဲ့ထဲပါအောင်ကြိုးစားပါလို့ဘာဘူးလို့ဒီစကားပြောတာဘုန်းကြီးကပဲဘုန်းကြီးလဲပြောမှန်းလို့ဘုန်းကြီးဘာဘုန်းကြီးလဲအမျိုးဘုန်းကြီးကိုလူတွေကဘယ်ရသူတွေလဲဘယ်မျိုးသူတွေလဲရိုးတကားဓမ္မမဟုတ်ဘူးဘာတကားဓမ္မဆွေမျိုးရင်းချတကားဓမ္မဘာဘူးလို့လှူလို့ဟုတ်ပြီလားဒါကြောင့်ပြောရမယ်တာဝန်ကျုပ်တာဝန်ဟောရမယ်တာဝန်ကျုပ်တာဝန်မလိုက်နာတာမလုပ်တာခမည်းတော်အပိုင်းလုံးကြရင်တော့ဟိုမှာဘုရားဘာပြောအနုညာတံဘုရားတိုင်းနှုတ်တော်ဖွင့်တော်ခွင့်ပြုအပ်သောဝန္တိတံသုလသောတာပန်ခြေကံကောင်းကုသိုလ်ဖြစ်တယ်လို့ရှိမွားအပ်သောဒီကုသိုလ်ရှိရင်အပယ်မကြဘူးဒီလိုပြောတာဘဝတွေမကုန်သေးလို့ဖြတ်သန်းရရင်အစင်းလေးအောက်တန်းကြတဲ့ဘဝကိုမရောက်ဘူးစွန့်အပ်ပြီးတော့ဉာဏ်ရည်မမီတဲ့ဘဝမျိုးလည်းမရောက်ဘူးပင်ပန်းပန်းသက်ရှင်ရပ်တည်ရတဲ့ဘဝမျိုးလည်းချို့တဲ့ဘဝမျိုးလည်းမရောက်ဘူးဒါကြောင့်ကိုလူရဲ့သရဏဂုံသက်ရှိရွနေအောင်ကြိုးစားရင်အနေကင်းမဲ့ဖြစ်လာရင်ကိုလွတ်မယ်ဒီလိုနော်ပြီးတော့ကထိန်သင်္ကန်းကိုကထိန်နဲ့တူအောင်ခင်းနိုင်လှူနိုင်ရင်ဘာဖြစ်တယ်သုလသောတာပန်ဖြစ်ဖို့အခြေခံကောင်းကုသိုလ်ရပြီအဲ့ဒါဗုဒ္ဓဘာသာဘုရားသာသနာနဲ့ကြုံလို့ရတဲ့အခွင့်အရေးကောင်းပဲအဲ့ဒီအခွင့်အရေးကောင်းကိုကိုလူရဲ့ရအောင်ယူနိုင်ကြရင်တော့တမို့ရှိသွားပြီဒီလိုမဟုတ်လား
ဒါကြောင့်ဘုရားကမဝခန္ဓာဝိရာရေတဘိက္ခဝေပရိသတ်လေးပါးတို့ခန္ဓာဘုရားသာသနာအရေးအောက်မှသာရနိုင်တဲ့ကုသိုလ်အခွင့်အရေးတွေကိုမဝိရာရေထာကျော်လွန်ပြီးတော့မသွားကြပါစေနဲ့ခန္ဓာတိတာခွင့်ရည်တွေကျော်လွန်လက်လို့ဆုံးရှုံးပြီးတော့နေကြမယ်ဆိုရင်တော့သောစရေသောဇန်တိစိုးရိမ်ပူပန်မှုတွေပဲခါမှလွန်မြောက်ကြမှာမဟုတ်ဘူးဘယ်တော့ကမှစိုးရိမ်ပူလောင်မှုတွေကုန်ဆုံးကြမှာမဟုတ်ဘူးဘယ်တော့မှငြိမ်းချမ်းမှုတွေရကြမှာမဟုတ်ပါဘူးရဲ့လို့ဣတိဤသို့ဘဂဝါဘုရားမြတ်စွာကအဝါဇံကောင်းစွာမသွေမိမ့်မတော်မူခဲ့ပါပေသတည်းတရားတရားသက်သက်ကလေးနဲ့လူရင်ပြီးရောဆိုတာမလုံးကြမှု၍ထိုကုသိုလ်အလုပ်ရဲ့အရေးအချင်းတွေနားလဲပြီးတော့ပညာဖတ်၍ဘာဖတ်၍သာသနာအတိတွေစွတ်ပြီးတော့ကုသိုလ်ရအောင်လုပ်ပေးကြပါကုသိုလ်ရအောင်လုပ်ကြပါလို့တိုက်တွန်းရဲ့ယနေ့ညဒါလောက်ဆိုရင်ကျင့်တတ်ပြီမဟုတ်လား